ပိကဆရာတော်ဘုရားကြီးကပုံလေးတွေကြီးလိုက်ဆရာတော်ကြီးကမေတ္တာတအားကောင်းတယ်လို့နှိမ့်ချမှုလည်းတအားကောင်းတာအမြဲတမ်းကြည့်ကြုံကြုံလေးပဲထိုင်တယ်တရားဟောတာစားကိုယ်လေးတရားအစားအရှင်ဘုရားတပည့်တော်ပြောတာပညာတတ်တဲ့မြပညာတတ်လုံးအားကြီးတော့နှိမ့်ချသွားတယ်ပညာမတတ်တဲ့သူတွေကြတော့ထောင်သိမ့်လောက်တာမလီ BSc တို့ MS တို့ PhD တို့ဘာဒီတို့ညာဒီတို့နော်လောကလူသားတွေတတ်တဲ့လောကပညာကဟဲ့လေသူတို့ကလောကရက်တွေလောကတတ်ပညာတွေပဲသင်ပေးလိုက်တဲ့အခါကျတော့ရုပ်ပိုင်းဆိုင်ရာတွေပဲသင်ပေးတာစိတ်ပိုင်းဆိုင်ရာတွေသင်မပေးလိုက်တဲ့အခါကျပညာတတ်တွေကတတိမပါရင်ဉာဏ်မပါရင်ပညာတတ်တွေရုပ်မာပြီဆိုရင်လိုက်မမီတော့ဘူးနော်ပညာတတ်များတရားနည်းသွားရင်ဖယားကိုလည်းမကြည်ညိုတရားကိုလည်းမကြည်ညိုတန်ဃာကိုလည်းမကြည်ညို